သူ့ပြောတယ်ထိုးတောက်တန်းနော်လဲဒီလိုမျိုးတစ်ချေလုံးတောင်စီကဒီလိုမျိုးထောင်ရမယ်တစ်ချေလုံးလာရမယ်အဲ့လိုမျိုးသူ့ကိုပြောတာလေမဟုတ်ဘူးသူကတော့သူ့လည်းတစ်ဖက်ကလေးလမ်းသူဒီလိုပဲအဲ့ဒါဂျိုသားဒီဂျိုသားကိုပြောတာနော်ဒါလည်းသူ့ကိုနီးပြမနေဦးသေးပေးတယ်ဒါပေမဲ့သူကတော့ခံမပြောနာမထောင်သူ့စပေကေအုံမခွဲကြီးညပေးမယ်သူလည်းမယူဘူးသူ့စပေကေကအခုကတော့မြေးကနော်သူကတော့ကိုယ်စီလောရတယ်ပြောလို့မရဘူးသူပြောတယ်ဂျိုသားဆိုတော့သွားမင်းရမယ်သူအဲ့ဒါပဲသူယူတယ်သူကဂျိုဖြစ်တယ်လေနော်ဒီဂျိုပြောတာနော်အဲ့လိုမျိုးပြောတဲ့အတိုင်းပဲဟာဘလောက်ပဲသူ့ကိုပြောသူကတော့ခံမပြောနာမထောင်ပဲသူနေတယ်နော်သူအေးကြီးပို့ပေးမယ်ဟိုးစိုးကြီးမတော့ခဲ့အခုချိန်ထိသူမပို့လာပေးဘူးသူ့ကိုကြီးလို့တော့မရဘူးဒါပေမဲ့တော့ဘယ်လိုပြောမလဲကိုကတော့တိခါပြီးတော့သူနဲ့စကားပြောရတယ်နော်ဒီတယောက်နော်ဒါဂျိုသား